ကလေးတီးပေးပါမယ်အားရပါရကပါလားကလိုက်ပါလားကဲလာတဲ့မမရဲ့မိုးပေါ်ချတဲ့သမီးလေးနဲ့ရှင်တို့ဘဝအေးချေကချင်နာချစ်စကားပြောလိုက်မယ်တအားစိတ်ကောင်းနေမလားပြင်းညံကြတိုင်းဆုံရမြဲမို့မမကိုပဲမေးလို့မရဘူးတကယ်ဆွေမိတယ်ရှင်မတကယ်ဘရောင်းနဲ့ရှင်လို့လာနိုင်ရှာအားတယ်ပြောရမှာလေဇမဆုံတွေ့ခဏတို့ရဲ့ဘဝတည်တဲ့ချင်းတယ်လေစုထိတ်ရင်များအားငယ်မိတယ်ကွယ်ဘယ်လိုချစ်စကားများပြောရမှာလဲဇမဆုံတွေ့ခဏတို့ရဲ့ဘဝတည်တဲ့ချင်းတယ်လေစုထိတ်ရင်များအားငယ်မိတယ်ကွယ်တော့ပြောတော့မဆက်နိုင်ပါဘူးတက